ဒီနေ့တော့စောစောသွားမှရမယ်မိန်းကလေးခီးတယ်တွေကအဲ့မှပူရတာဟုတ်လားပြောတတ်တော့ဟေး အိုးဝေလေးငှားကျင်လို့ပါဗျတီးစရာ ရတာဗောညီမလေးကရှေ့ကတက်ဖွားဖွားနောက်ကထိုင်ညီမလေးအဆင်ပြေလားမပြည့်ရင်ဒီဘက်တိုးထိုင်နော် ဟင်းစောက်ကောင်ငါသမီးကိုနောက်မှအကျယ်ကြီးရှေ့ထိုင်ခိုင်းထားတယ် 9000ကျတယ်နော်ဖွားဖွား တီးစရာပတ်စံလဲပြန်မအမ်းဘူးအတင်းပြေးသွားတယ်တီးစရာအားလာဖျားလိုက်ပို့ပေးလို့ရလား ရတာဗောညီမလေးတက်တက်ဖျားဆိုအလကားလိုက်ပို့ပေးမှာမိန်းကလေးတွေကြာတာအလကားလဲပို့ပါသေးမိန်းကလေးတွေဆိုတော့လဲတဲခံပေါ့ပြောတတ်တော့ဦးဒီနေ့တော့အိမ်ပြန်တော့မယ်စောစောပြန်အနားယူတော့မယ်အိုးအပေါက်ဆိုးတဲ့အဖွားကြီးမေ့ကြံခဲ့တာနေမှညနေစာတော့ဟင်းကောင်းပြီ